မြတ်တဲ့ခန္ဓာ၌ပူပေါင်းကြတဲ့မျိုးဆက်သစ်တွေပဲစိတ်များလေးမဟုတ်တော့ပါအေးတဲ့လေးမဟုတ်တော့ပါစိတ်ရိုးရင်ချမိသားစုဝေးအိမ်တော်သားများတို့တွေပါစိတ်များလေးမဟုတ်တော့ပါတန်နေပဲချီဒီ